ဒီနေ့ကျွန်တော်တို့အိမ်မက်ဆိုးကြီးကြောင်ပြောမယ်အားလုံးပဲအိမ်မက်ဆိုးကြီးမှတ်ဖို့ပါသလားကို့အတွက်အိမ်မက်ဆိုးဆိုရင်ရောဘာဖြစ်မလဲအကယ်၍အိမ်မက်ဆိုးကြီးအပြင်မှာတကယ်ဖြစ်လာမယ်ဆိုရင်ရောကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဒီနေ့ 1B chapter 1142တွေက effect ကလေးရဲ့အိမ်မက်ဆိုးတွေကတရဝါကြီးအကြောင်းကိုပြောပြပေးသွားမှာပါအိမ်မက်ဆိုးထဲမှာတော့မတူညီရဲ့တရဝါ၁၁ကောင်ပါဝင်တယ်ပေါ့ဆိုတော့ဒီတရဝါ၁၁ကောင်လုံးကဘာတွေလဲအပြင်မှာရောတကယ်ရှိလားဘယ် methodology တွေကနေယူထားလဲဆိုတာကိုဒီဗီဒီယိုမှာအပြည့်စုံတော့ရှင်းပြပေးသွားမှာပါအရင်တော့ဒီ၁၁ကောင်အကြောင်းမပြောခင်အရင်ဆုံး intro အနေနဲ့ ever မှာတွေ့ရတဲ့ဂျန်ယော်ဝါရီယာရဲ့တန်ချက်ကာတွေလက်နက်တွေဒိုင်းတွေသင်္ဘောပုံတွေကဟိုး17ရာစုက Viking တွေစီကနေယူထားတာပါဒီ source က SPI အတွဲဘယ်လောက်မှမသိဘူး။ order ချပြဖို့ပဲအချိန်ကြီးလေးကြာပြီဆိုတော့ကျွန်တော်လည်းမေ့ပြီပြန်ဆက်ရင် FD ရဲ့ fashion တွေ vibe တွေကဒီနေ့ Denmark, Norway, Sweden တွေရဲ့ Scandinavia ဒေသအမှန်ကန်ရှိခဲ့တဲ့ Viking လူမျိုးတွေစီကလာပါViking လို့ပြောလိုက်တာနဲ့သူတို့ရဲ့ယဉ်ကျေးမှုက Norse mythology ကနေဆင်းသက်လာတာပါသူတို့ရဲ့ရိုးရာယုံကြည်မှုဒဏ္ဍာရီတွေက Norse mythology ကနေလာတာပါသူတို့အိုးဒါရဲ့ထုံးစံတိုင်းသူကဒဏ္ဍာရီကနေဟိုဆက်ဆက်ဒီဆက်ဆက်ယူရတာကိုသဘောကျတယ်ဒါပေမဲ့ဒီဆက်တကောင်တော့အိုက်ထင်းကနေယူထားပါတယ်လို့သူအတိအကျကြီးပြောထားမျိုးမရှိသေးဘူးအဲကြောင့်ကျွန်တော်ရဲ့ရှူတောင်းကနေပဲအနည်းဆက်ဆုံးယူပြီးတော့ပြောပြပေးသွားမှာပါဆိုတော့ညာဘက်ကနေချင်းစမယ်ပထမဆုံးမြင်ရတာငကားပေါ့အမှန်တိုင်းပြောရရင်အိမ်မဆိုးတွေကငကားပန့်ဟာဆာမှာဇော်တို့ခေါင်းဖြတ်လိုက်တဲ့ငကားနဲ့တွားတူနေအောင်တွေ့ရတယ်ကျွန်တော်တော်ဒီငကားကနိုင်မဲဆိုတဲ့ခန်းစားချက်ကြီးကိုတိတိလေးတောင်မပေးဘူးရှေ့မှာတွေ့ရတဲ့ခိုင်ဒိုတို့အိုရိုချီတို့ရဲ့ငကားမှာသူ့ထင်နေကြမ်းကြမ်းတန်းတန်းရှိသေးတယ်ဒီငကားကတော့ဘာငကားမှမသိဘူးနောက် methodology ထဲမှာလည်းငကားတစ်ကောင်မဟုတ်တစ်ကောင်ပါနေရကြောင်းမလို့ဒီငကားနဲ့ပတ်သက်ပြီးကျွန်တော်ထူး highlight လုပ်မသွားတော့ဘူးလုံးချင်စိတ်မရှိရလဲပါတယ်ဘာလို့ဆိုတော့ဒီငကားကိုစဆန်မြင်ချင်းကျွန်တော် feel လုပ်သွားလို့ပါငကားရဲ့အောက်ကချစ်စရာကောင်းတဲ့အကောင်လေးကိုတော့မြေရှင်တူးကောင်တို့ခေါ်ပါတယ်မိုးဆိုတဲ့မြေရှင်တူးကောင်ပေါ့တော့ဒီကောင်လေးနဲ့ပတ်သက်တဲ့ methodology ကတော့ရှားတယ်ဒါပေမဲ့ Mondian methodology ထဲမှာတော့မိုးဆိုတဲ့မြေချင်းတူးကောင်ကြီးကအန်တာဝါနဲ့ချိတ်ဆက်ပေးတဲ့နယ်နိမိတ်တစ်ခုအနေနဲ့သတ်မှတ်ထားကြပါတယ်တတိယတစ်ကောင်ကတော့လက်ထလိုကြက်လိုအတောင်မှန်နဲ့ငှက်ကြီးပါရှာပပနိုင်မဲစိုက်တစ်ကောင်ထဲမှာဒီငှက်ဆိုးဆိုလို့သူတစ်ကောင်ပဲပါတယ်နောက် methodology ထဲမှာငှက်ဆိုးဆိုတာကတေချင်းတရားကိုဥတီယလမ်းကြောင်းဆိုပြီးတော့အတိတ်ပဲဖွင့်ကြပါတယ်ပြီးရင် Loki ဒါကတော့ရှူဝူပြောနေစရာမလိုဘူး Accru Prince ဆိုတဲ့အတိုင်း Ever ကိုဖြက်စီးမဲ့တကယ်လုံနေရကြောင်းအိမ်မက်ဆိုးထဲမှာစရင်ဝင်သွားတာပါပြီးရင် Loki ရဲ့ဘီယာခွေမိတ်ဒီခွေမိတ်ကိုမြင်တော့ကျွန်တော်ဘာသွားမြင်လဲဆိုတော့ Thor Ragnarok ရဲ့ Hot နဲ့ fight ခဲ့တဲ့ခွေမိတ်ကိုသွားမြင်တယ် Norse mythology ထဲမှာ Fanlia ဆိုတဲ့အဲ့လိုခွေမိတ်တစ်ကောင်ရှိတယ်သူကလေသားမှုနဲ့ဖျား Loki နဲ့ Anka Boa တို့ရဲ့အကြီးဆုံးသားဖြစ်တယ်ဒီလိုဆက်ဆက်မှုတွေကြောင့်ပဲ Loki နဲ့ဒီ Wembley အမေကြီးကိုအတူတူထားတော့မတီးဘူးပေါ့ဒါကျွန်တော်အမြင်လားပြီးရင်မိုးကြိုးတွေပြင်နေတဲ့ Zeus Zeus ကဘာလုပ်နိုင်လဲဆိုတော့အကြောင်းရင်းရှိပါတယ် Zeus ရဲ့ power လိုက်တဲ့နေ့မှာမိုးကြိုးပြင်ဘာဖြစ်တယ်သိလားမီးလောင်တတ်ပါတယ်မီးဆိုတာက Ever ရဲ့အကြီးဆုံး weakness တွေကတစ်ခုပါဒါကြောင့်မလို့ Zeus ကိုနိုင်မဲဆက်တကောင်ထဲမှာထည့်ထားဖြစ်ပါတယ်အားလုံးသတိထားမိကြလားတော့မသိဘူး Zeus ရဲ့အောင်သားလေးမှာ hotpot ထဲမှာထည့်ဆန်းအရန်ရတာရှိရဲ့ကင်းမွန်တစ်ကောင်ပါတယ်နောက် mythology ထဲမှာ Karen Khan ဆိုတဲ့ creature တစ်ကောင်ရှိပါလေပင်လယ်ပြင်မှာတင်မောတွေကိုအမြဲတမ်းဖျက်ဆီးနေတဲ့ autobat တစ်ကောင်ပေါ့ပြီးရင် Black Nigger ထင်မထားဘူးပေါ့ဘာလို့ဆိုတော့ရှေ့မှာကျွန်တော်မြင်ခဲ့ဘူးတဲ့ story တိုင်းမှာ Nika ကိုလွတ်မြောက်ခြင်းနဲ့ဖျားနေနေပဲမြင်ကြရပါတနည်းပြောရင် Nika ကလူတွေကိုကယ်တဲ့နဲ့ဖျားပေါ့နိုင်မဲထဲမှာကြောင့်အကုန်လုံးဇောက်ထိုးဖြစ်ကုန်တယ်ဒီနေရာမှာကျတော့ဖျက်ဆီးခြင်းနဲ့ဖျားအနေနဲ့သူ့ကိုပုံကော်ထားတယ်ဒါလည်းစဉ်းစားကြရပဲပေါ့ဘာလို့လဲဆိုတော့ဒိုင်းနေသားတွေကင်မောအစားအကုန်တူရယ်မတူတာကအသားရောင်နဲ့အပြုံးမှာတေချာကြည့်ရင်ဒီ Nika မှာကျတော့အဆွဲလေးတောင်ပါသေးတယ်ဒါကမဖြစ်နိုင်ဘူးလားဆိုတော့ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အရာတိုင်းမှာစန့်ကျင်ဘက်ဆိုတာရှိပါတယ်အရှိအနောက်အဖြူအမဲအဲ့လိုစန့်ကျင်ဘက်တွေအများကြီးရှိရပေါ့ဆိုတော့အခုကျွန်တော်တို့မြင်နေတဲ့လူဖီရဲ့နေကပြောရမယ်ဆိုရင်တော့ good side ဘက်ကိုသွားရပေါ့တချိန်မှာကျွန်တော်တို့က bad side ဖြစ်တဲ့ Africa နေကာကိုညံ့နိုင်ကြီးအများကြီးရှိပါတယ်ပြီးရင် Zombie ဒန်နာရီထဲမှာ Draugr ဆိုတဲ့နာမည်နဲ့မသေးမျိုးဖြစ်ပြီးတော့ Supernatural Zombie တွေပါတစ်ဆက်ထဲမှာပဲသူ့ရဲ့ဘေးမှာတရေတွေကတော့ Norse mythology ဆိုတာတဲ့ကျွန်တော်ကတော့ရိုးကိုင်ဘက်ကိုပို့ပြီးတော့မြင်မိတယ်ဘာလို့ဆိုတော့တရေအများကြီးရှိတာ Norse mythology ဆိုတာတဲ့ရိုးကိုင်တွေကပိုများတယ်နောက်ဆုံးတစ်ခုကတော့ Bemon နဲ့တူတဲ့တယောက်ပါဒါကလည်းဆက်ဆက်မှုရှိပါတယ် Giant တီနဲ့ Bemon တွေက case သေးသေးလေးဖြစ်ခုပါတယ်အဲ့ဒါကြောင့်မလို့နိုင်မဲထဲမှာ Bemon ဆိုတာထည့်ဆွဲထားပါဒါပေမဲ့ဒီကောင်ကြီးကို
ပင်မွန်းဆိုပြီးတော့ကျွန်တော်အတိအကျကြီးမပြောလို့ဆက်ဆက်မှုပေါ့ဆိုတော့ဗီဒီယိုလေးရတာဒီလောက်ပါပဲဒီနိုင်မဲဆက်တကောင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ပါသလဲ comment မှာမှတ်ရရင်မှတ်ခဲ့ပေးပါနောက်ဗီဒီယိုမှာပဲတွေ့ကြမယ်